တပုံတူတူရိုက်ပေမဲ့အောင်စမှုမလာတဲ့ပုံရွေးတင်နေဆိုပြီးလူပြောများနေတဲ့စမ်းရည်မှုဇက်တပင်လောကမှာရေပန်းစားဆုံးဖြစ်နေတဲ့မင်းသားနှုတ်ရဲ့အားပြိုင်မှုကတော့စင်မောအမှုပညာတွေမကဘဲနဲ့ဆိုရှယ်မီဒီယာပေါ်ကဓာတ်ပုံတစ်ပုံကြောင့်မှကြီးကြကရဲရိုက်နေပါတယ်။အထူးသဖြင့်မင်းသားစမ်းရည်မှုကအောင်စမှုမလာမပဖြစ်နေတဲ့ဓာတ်ပုံတစ်ပုံကိုတင်လိုက်တာပါ။လက်ရှိမှာဇက်မင်းသားအောင်စမှုဟာတကယ်ကိုရေပန်းစားဆုံးနဲ့အောင်မြင်မှုရဲ့ထိပ်ဆုံးမှာရှိနေသူပါ။သူကပြတဲ့ဇက်ပွဲနေရာတိုင်းမှာမျိုးသမီးပရိသတ်တွေကတိုးမပေါအောင်အားပေးကြတာတွေ့ရပါတယ်။အောင်စမှုရဲ့တညတာကပြကညကြီးဆိုရင်သိန်းရချီထိရှိနေတယ်လို့ပရိသတ်တွေကလည်းရရရောနဲ့စုချင်းမြင့်ကြတာကြောင့်သူ့ရဲ့ဝင်ငွေဟာတုံလုံးစရာပါပဲ။အခုဆိုရင်သူဟာဇက်တပင်တွေမကဘဲနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်မှုကန့်လန့်ခံရပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းမင်းသားစမ်းရည်မှုဟာအပြောဆိုလိမ္မာရင်ကျေးမှုကိုရီးယားမင်းသားလေးတယောက်လိုခံရတဲ့ရုပ်ရည်နဲ့တေတက်လှပတဲ့အစိုးကစွမ်းရည်တွေကြောင့်ပရိသတ်တွေကြားမှာအသေးဆွဲနေမိကြီးနေသူပါအရင်ကရုပ်ရှင်လောကမှာနေတိုးနဲ့ပြည်သူတို့အပြိုင်ဆိုင်ခေတ်စားခဲ့တဲ့လိုမျိုးအခုဇက်သမင်လောကမှာလည်းအောင်စမှုနဲ့စမ်းရည်မှုတို့ဟာတဦးနဲ့တဦးအပြိုင်ဆိုင်နေမိကြီးနေကြတာဖြစ်ပါတယ်ဒီလိုခေတ်ပြိုင်မင်းသားနှစ်ယောက်ပေါ်လာတဲ့အခါမှာတော့ပရိသတ်တွေကြားမှာလည်းအငြင်းပွားမှုတွေရှိလာခဲ့ပါတယ်ငါမင်းသားပိုတော်တယ်ငါမင်းသားပိုလာတယ်ဆိုပြီးပရိသတ်ချင်းချင်းဆိုရှယ်မီဒီယာပေါ်မှာရန်ဖြစ်တာတွေပြိုင်ဆိုင်တာတွေဟာအမြဲတမ်းလိုမြင်တွေ့နေရပါတယ်ရှင်။ဒီလိုပရိသတ်တွေကြားမှာအချင်းချင်းရန်တိုက်နေကြတာကိုမင်းသားဆိုင်ရည်မိုးကမကြည့်ရတော့ဘဲနဲ့ခုလိုပဲသဘောထားကြီးစွာနဲ့တောင်းဆိုလာခဲ့ပါတယ်။သူနဲ့အောင်စမှုအချင်းချင်းမပြိုင်ဆိုင်ကြဖို့နဲ့ရန်မတိုက်ကြဖို့ပရိသတ်တွေကိုအသိပေးလာတာပါ။ဆိုင်ရည်မိုးကပြောပြတာကတော့အောင်စမှုဟာသူ့အတွက်ညီလေးတယောက်လိုဖြစ်နေပြီ။သူတို့နှစ်ဦးဟာဆရာနှစ်ဦးရဲ့စီမှာပညာသင်ခဲ့တဲ့ညီကိုတွေပဲဖြစ်ကြပါတယ်။ဒါပေမဲ့လူပြောများသွားတာကတော့ဆိုင်ရည်မိုးတင်လိုက်တဲ့ဓာတ်ပုံပါပဲ။ဆိုင်ရည်မိုးဟာအောင်စမှုနဲ့တွဲရိုက်ထားတဲ့ပုံကိုတင်တဲ့အခါမှာတော့သူကိုယ်တိုင်အင်မတန်ချောမောနေတဲ့ပုံကိုရွေးတင်ခဲ့ပေမဲ့ဘေးရအောင်စမှုကတော့မျက်စိမိတ်နေချိန်ဒါမှမဟုတ်အမူအရာပြည့်ရွှင်နေတဲ့မလာမပါဖြစ်နေတဲ့ပုံမှရွေးတင်လိုက်တာကြောင့်ပရိသတ်တွေကဒါဟာတမင်စေးထိုးတာလားကြောက်ချတာလားဆိုပြီးဝေဖန်နေကြတာပဲဖြစ်ပါတယ်။နှုတ်ကတော့ညီကိုပါဆိုပြီးပုံကြတော့ဘာလို့အောင်စမှုမလာတဲ့ပုံကိုတင်ရတာလဲဆိုပြီးအောင်စမှုပရိသတ်တွေကအကြီးကျယ်မကျင်မနဲ့ဖြစ်နေကြတာပါရှင်။မင်းသားဆိုင်ရည်မွေးရဲ့စကားအရသူတို့ဟာမနာလိုစိတ်မရှိဘဲနဲ့ညီကိုတွေလိုခင်ကြတယ်လို့ဆိုပေမဲ့ဒီလိုဓာတ်ပုံရွေးချယ်မှုကတော့ပရိသတ်တွေကြားမှာတန်တရားတွေဖြစ်စေခဲ့ပါတယ်။လူပညာရှင်တယောက်အတွက်ရုပ်ရည်ဟာအသက်ဖြစ်တာကြောင့်အခုလိုဓာတ်ပုံမျိုးတင်လိုက်တာဟာအောင်စမှုကိုဆေးထိုးတာလားဆိုပြီးထင်ကြေးပေးနေကြတာပါ။ဒါပေမဲ့ဒါလူတွေကရန်တိုက်နေကြတာပါ။စမ်းရည်မှုကမန္တလေးတက္ကသိုလ်ကဆင်းသက်လာတဲ့ပညာတတ်တူဖြစ်တယ်လို့သူတို့နှစ်ဦးကြားမှာညီကိုလိုခင်မင်မှုရှိပါတယ်။စမ်းရည်မှုဟာချစ်စရာကောင်းတဲ့မင်းသားလေးတစ်လက်မို့ဒီလိုစိတ်ထားမျိုးမရှိနိုင်ပါဘူး။ပရိသတ်ကြီးတို့ရောစမ်းရည်မှုကအောင်စမှုကိုတမင်ကြောက်ချခြင်းလို့ဒီပုံရွေးတင်လိုက်တာလို့ထင်မှန်သလားဒါမှမဟုတ်အမှတ်တမဲ့ရိုးရိုးသားသားပဲတင်လိုက်တာလားမိမိတို့ရဲ့အမြင်လေးတွေကိုကောမန့်မှာပွင့်ပွင့်လင်းလင်းရေးသားပေးကြပါအောင်နော်အောင်စမှုနဲ့စမ်းရည်မှုဘသူ့ကိုပိုကြိုက်တယ်လဲဆိုတာကိုလည်းပြောသွားပေးကြပါအောင်ရှင်